မာကိုပိုလိုပြောပြတဲ့မြန်မာနိုင်ငံအကြောင်းဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့မာကိုပိုလိုရဲ့မြန်မာပြည်မှတ်တမ်းအကြောင်းကိုလေလာမိသလောက်တင်ဆက်ပေးသွားခြင်းပါတယ်ခင်ဗျာဘဝသမိုင်းမှာထင်ရှားတဲ့ခရီးသွားမှတ်တမ်းစာအုပ်တွေထဲမှာမာကိုပိုလိုရဲ့ခရီးသွားစာအုပ်ကအလွန်ထင်ရှားပါတယ်1269ခုနှစ်မှာမာကိုပိုလိုရဲ့ဖခင်နဲ့ဦးလေးတို့ကတရုတ်နိုင်ငံမှာဗီနပ်စ်မြို့ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်မာကိုပိုလိုအသက်18နှစ်အရွယ်1282ခုနှစ်မှာတော့ဖခင်ဦးလေးနဲ့တူတရုတ်နိုင်ငံကိုထွက်ခွာခဲ့ပါတယ်လဲနေတာခရီးကျန်နေပြီးတဲ့နောက်မှာတော့မာကိုပိုလိုနဲ့အဖွဲ့ကမွန်ဂိုဘရင်ကိုပလန်ခန်ရဲ့နွေရာသီနန်းတော်ကိုရောက်ရှိလာခဲ့ပါတယ်။မာကိုပိုလိုကကိုပလန်ခန်ရဲ့အထူးတန်တမန်အဖြစ်ခန့်အပ်ခံရပြီးဥရောပသားတွေတခါမှမရောက်ဘူးတဲ့အရှေ့အာရှဒေသတွေဖြစ်တဲ့မြန်မာ၊အိန္ဒိယအပါအဝင်အာရှရဲ့နေရာအများစုကိုဆေးလွတ်တာဝန်ပေးခံခဲ့ရပါတယ်။တရုတ်ပြည်မှာ18နှစ်နေထိုင်တာဝန်ထမ်းဆောင်ပြီးတဲ့နောက်1292ခုနှစ်မှာတော့ကိုပလန်ခန်ကမာကိုပိုလိုနဲ့အဖွဲ့ကိုအိမ်ပြန်ခရီးအတွက်ခွင့်ပြုခဲ့ပါတယ်။1295ခုနှစ်မှာဗီနပ်စ်မြို့ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။1298ခုနှစ်မှာတော့ဗီနပ်စ်နဲ့ဂျီနိုဝါတို့ဖြစ်ပွားတဲ့စစ်ပွဲမှာမာကိုပိုလိုကဗီနပ်စ်တပ်မှူးအဖြစ်ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။စစ်ပွဲမှာမာကိုပိုလိုတို့ရှုံးနိမ့်ခဲ့ပြီးတော့မာကိုပိုလိုလည်းအကျဉ်းသားတဦးဖြစ်လာခဲ့ပါတယ်။မာကိုပိုလိုအချင်းချနေစဉ်အတွင်းအကျဉ်းစခန်းမှာတခြားသူတွေကိုပုံမြင်တွေပြောပြခဲ့ပါတယ်။သူပြောပြတဲ့ပုံမြင်တွေကိုနှစ်သက်သူတွေထဲမှာ Rustel Shello အမည်ရတဲ့စာရေးဆရာတဦးလည်းပါဝင်ခဲ့ပါတယ်။ Rustel Shello ကမာကိုပိုလိုကိုကူညီပြီးတော့တချို့အချက်လက်တွေဖြည့်စွက်က The Travels of Marco Polo စာအုပ်ကိုထုတ်ဝေခဲ့ပါတယ်။အဲဒီစာအုပ်ကအလွန်အောင်မြင်ခဲ့ပြီးတော့တခြားသောဘာသာတွေနဲ့လည်းရိုက်နှက်ထုတ်ဝေခဲ့ပါတယ်။ The Travels of Marco Polo မှာဆိုရင်မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုထည့်သွင်းရေးသားထားခဲ့တာဖြစ်ပါတယ်။အဲဒီထဲမှာပါဝင်တဲ့အကြောင်းအရာတွေကမြန်မာသမိုင်းမှာထင်ရှားတဲ့ငဆောင်းချမ်းတိုက်ပွဲနဲ့ဆက်ဆက်နေပါတယ်။ကိုပလန်ခိုင်ဘရင်ဟာဆိုရင်အိန္ဒိယနိုင်ငံတွေကိုတစ္ဆာခံစေခြင်းလက်ဆောင်ပန်းနာဆက်တာစေခြင်းတို့ကိုတန်တမန်ဆေလွတ်ပြီးတော့တောင်းဆိုလေးရှိပါတယ်။မြန်မာဘရင်ကဒီလိုတောင်းဆိုတာတွေကိုမလိုက်လျောတဲ့အပြင်အင်အားကြီးမားတဲ့တက်ကြီးတက်ကိုဆေလွတ်လိုက်ပါတယ်။မာကိုပိုလိုရဲ့မှတ်တမ်းထဲမှာတော့ဘရင်ကိုယ်တိုင်တက်ကိုဦးစီးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားခဲ့ပေမဲ့မြန်မာသမိုင်းတွေကအချက်လက်တွေနဲ့တော့ကွဲပြားမှုရှိပါတယ်။မြန်မာတို့ကတိုက်စင်2000တက်ကြီးအပါအဝင်မြင်းတက်ခြေလင်တက်စားတဲ့အင်အားအများပြားနဲ့ချီတက်လာကြောင်းသတင်းကိုကြားသိရတဲ့ရုံချင်းနယ်စားမွန်ဂိုလူမျိုးဘရင်ခန်နာဆာဦးတင်ကအစီအမံတွေကိုပြုလုပ်ခဲ့ပါတယ်။သူတို့ရဲ့လက်နက်တွေထဲမှာတိုက်စင်တို့မှာစီရင်ထားတဲ့ချက်ဝက်တန်းစားတွေကိုဖောက်ထွင်းနိုင်တဲ့လေးများတို့ပိုင်ဆိုင်ထားပါတယ်။နာဆာဦးတင်ကမြန်မာတပ်ရောက်အောင်မဆောင်တော့ဘဲနဲ့လေးတီတော်12000နဲ့ဒါပေမြေချောင်းအတိုင်းတောရိတ်ကိုစုံစင်းလာခဲ့ပြီးတော့လွေမင်ငယ်တစ်ခုကိုစစ်မြေပြင်ဖြစ်ရွေးချယ်သတ်မှတ်ခဲ့ပါတယ်။မြန်မာတပ်ကကွင်းမြေအတွင်းကိုတိုက်စင်2000တန်းစီပြီးရှေ့မှာဦးဆောင်တိုက်ပြီးတော့မြင်းတပ်ခြေလင်တပ်တို့ကနောက်မှာချမ်းရံတက်ဖြန့်တိုက်ခိုက်ပါတယ်။မြန်မာတပ်ကစင်ရဲ့ကြောကုန်းထက်မှာခံတပ်တပွဲစီမံပြုတ်လောက်ထားတဲ့ပေါင်းမိုးထဲမှာလေးတီကျော်နဲ့လှန်ကိုင်းစစ်တီတို့နေရာယူလျက်ခြေကိုအပြေးခြေတက်တိုးဝင်ကတွေ့ရာကိုနင်းချီတိုက်ခိုက်ခဲ့ပါတယ်။ရန်သူရဲ့များချက်လန်ချက်တွေကိုခံနိုင်ရရှိစေဖို့ချက်ဝဲတန်းသားတွေကိုစင်ရင်ထားခဲ့ပါတယ်။လေးတီကျော်တို့ကစင်ထက်မှာမြားတို့ကိုမိုးတိမိုးပေါက်ပမာပြစ်လို့ကြရာရန်သူတပ်သားများကပြိုကွဲပြီးဖယိုဖယဲပြေးလွှားကြပါတယ်။တိုက်ပွဲစမှာတော့စင်တက်ကိုမွန်ဂိုတို့မတားဆီးနိုင်တဲ့အတွက်တစ်တော်တွေကိုပြန်ပြီးတော့ဆုတ်ခွာခဲ့ပါတယ်။တိုက်စင်တွေအတင်းပြေးလိုက်တဲ့အခါမှာတော့မွန်ဂိုတို့ကတစ်တော်ထဲမှာခြုံကိုတိုက်ခိုက်ခဲ့ပါတယ်။စင်ပေါ်မှာခံတပ်တပွဲတီဆောက်ထားတဲ့တစ်သားမျောစင်ကြီးတွေကတစ်တော်ထဲမှာရှိတဲ့တစ်ပင်တွေအကြားကန်လက်ခံညက်နေတဲ့အခါမှာတော့ရှေ့တိုးလို့မရနောက်ဆုတ်လို့မရဖြစ်ပြီးတော့တောအုပ်ထဲမှာမွန်ဂိုတို့ကလေးနဲ့ပြစ်လိုက်တဲ့အတွက်မြန်မာစင်တွေလည်းတက်ပြတ်ခဲ့ပါတယ်။မာကိုပိုလိုကဆက်လက်ဖော်ပြရမှာမြန်မာတပ်ရဲ့စီရေးဆရာမှာစုဆောင်းစီယုံဖွဲ့စည်းတတ်တဲ့စစ်သားတွေဖြစ်ပြီးတော့တိုက်ရေးခိုက်ရေးမှာတော့မကျွမ်းကျင်ကြောင်းမွန်ဂိုတို့ကမွေးကလေးကစစ်တိုက်လာကြသူတွေဖြစ်ပြီးစီရေးဆရာကျင်းလဲကျဆားမှုလဲနိုင်ရှင်ဖော်ပြထားပါတယ်။မြန်မာစစ်တီတို့ကအပျော်ရမ်းစစ်သားတွေဖြစ်ပေမဲ့အလွန်ရဲစွမ်းတတိရှိကြတယ်။မွန်ဂိုစစ်သားတို့ကလည်းအကြာရှုံးများလာတယ်လို့ဆိုပါတယ်။တိုက်ပွဲမှာနှစ်ဖက်စလုံးအတုံးယုံထိခိုက်ဒဏ်ရာရရှိခဲ့သူတွေများပြားတယ်လို့အများအပြားလဲသေဆုံးခဲ့ပါတယ်။အဲဒီတိုက်ပွဲဖြစ်ပွားတဲ့လွေမင်းဆိုတာငဆောင်းချမ်းခံမျိုးမဟုတ်ပဲငဆောင်းချမ်းခံမျိုးနဲ့မိုင်းနှဲငယ်သာကွာဝေးတဲ့ငဆောင်းချမ်းလွေမင်းသာဖြစ်နိုင်တယ်လို့လေ့လာသူတွေကဆိုကြပါတယ်။မြန်မာတပ်တွေဆုတ်ခွာသွားကြတဲ့အခါမှာတော့မွန်ဂိုစစ်သားတို့ကကြမ်းရိတ်ခဲ့တဲ့စင်တချို့ကိုခဲယွင်းစွာနဲ့ဖမ်းယူကြပါတယ်။စင်ကိုရုတ်တရက်မဖမ်းဝင်ကြတဲ့အတွက်ရှေးဦးစွာဖက်လက်ဝိုင်းရံထားတဲ့တစ်ပင်ကြီးတွေကိုခုတ်လွဲကာရံပြီးတော့ထွက်ပေါက်မရှိအောင်ပြုလုပ်ပါတယ်။ပြီးတဲ့နောက်စင်ဖမ်းတတ်တဲ့မြန်မာလူမျိုးတွေကိုရှာဖွေပါတယ်။ဖမ်းဆီးရမိထားသူတွေထဲမှာစင်ဦးစီးတချို့ကိုတွေ့ရပြီးစင်တွေကိုဖမ်းဆီးခဲ့ပါတယ်။စင်ဦးစီးတွေကနာမည်ခေါ်လိုက်ရုံနဲ့အလွယ်တကူနဲ့ကိုဖမ်းနိုင်ပါတယ်။မာကိုပိုလိုဟာပကံမြို့တော်နဲ့ပတ်သက်ပြီးတော့လဲရေးသားခဲ့ပါတယ်။သူရဲ့မှတ်တမ်းတွေထဲမှာဖျားစီတီတို့ကိုရွှေချထားကြ၍ဇေဒီတော်ထိတ်ရှိထီတော်မှာရွှေဆွဲလဲငွေဆွဲလဲများစီရင်ထားလေသည်။ဆဲလဲတို့မှာလေတဖြူဖြူလာလိုက်လျင်တာယာညင်းမြောင်းသောအတန်များပြုတ်နေကြသဖြင့်အလွန်ချီနူးပွဲကောင်းပေ၏လို့ဖော်ပြထားပါတယ်။မာကိုပိုလိုကပကံမြို့တွင်းရှိဇေဒီနဆူကိုအထူးတလဲချီချူးဖော်ပြထားပါတယ်။တဆူကတော့ရွှေပြားသင်္ကန်းကတ်ထားသလိုရွှေတွေကိုအချက်လိုက်ကတ်လူရွှေချထားပြီးတော့
နောက်တစ်စုကတော့ငွေပြားတင်ငန်းတို့နဲ့မောမှန်ထားကြောင်းပကံမြို့တရားမှာဇေဒီပထိုးတို့နဲ့ပြည်နယ်လျက်ရှိကြောင်းဖော်ပြထားပါတယ်ပကံပြည်ကြီးပြက်စီးပြီးတဲ့နောက်ပိုင်းမှာတော့ပကံမှာရှိတဲ့များစွာသောဇေဒီပထိုးတို့လက်ရမပြတ်ပကရီအတိုင်းတည်ရှိနေကြကြတဲ့အတွက်မာကိုပိုလိုရဲ့မှတ်တမ်းထဲမှာဖော်ပြထားတဲ့မွန်ဂိုတို့ကဇေဒီပထိုးတို့ကိုတစုံတရာမှအန်ဒရယ်မပြုခဲ့ဘူးလို့မှတ်ယူရမှာလည်းဖြစ်ပါတယ်။ယခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ကမ္ဘာသမိုင်းမှာထင်ရှားခဲ့တဲ့ခရီးသွားမှတ်တမ်းစာအုပ်တွေကမာကိုပိုလိုရဲ့မြန်မာပြည်ခရီးသွားမှတ်တမ်းအကြောင်းကိုတင်ဆက်ပေးသွားခြင်းပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ။